တနေနုထာမြင်နာတလီလူကြီးလေးကုသိုလ်အဖို့ပြုခြင်းလို့ပြမိမလျော့မြတ်တာပူသရဝရီညီရဲ့စီချစ်စိတ်နှလုံးအေးချမ်းလေးမျက်နှာရွှင်ပြပြုံးလာလာမြတ်တာပွားများချူခြင်းမှာဖျားတရီလေးသရဝရီချင်းချင်းဒုက္ခဖြစ်ခြင်းကင်းလို့ပါသည်မာတံယထာနိယပုဒ္ဓမိခင်ရင်သိတာငယ်လေးပမာနွေးထွေးခြင်းနာရှိလူပါသည်သူတပါတော့အပေါ်၌အမျက်ထွက်ခြင်းကင်းလို့ပါသည်သူတပါတော့အပေါ်၌ပြစ်မှားမှုမဖြစ်လို့ပါသည်သူတပါတော့အပေါ်၌အမျက်ထွက်ခြင်းကင်းလို့ပါသည်သူတပါတော့အပေါ်၌ပြစ်မှားမှုမဖြစ်လို့ပါသည်